ထွက်ရင်တစ်ချက်တက်ပြတ်တယ်4ရဲ့နောက်မှာခွန်ဒီလိုက်တယ်4ထွက်ရင်ခွန်ကားလိုက်တယ်4က3ချက်စရိုက်ရိုက်ထားတယ်နော်အဲ့တော့ကျွန်တော်ခွန်ကားလာနိုင်ကြီးအားကောင်းတယ်ပေါ့ဗျာနော်အဲ့တော့ခွန်ကားလာတဲ့နိုင်ကြီးအားကောင်းတဲ့မှာငါဘက်ကလှည့်လာမယ်ဆိုတော့ဒါညခွန်ကားတော့ညာဘက်ကဝင်သွားလို့ရတယ်လို့တောက်ကြနေကနန်းဒီနက်ခတ်ပရိတ်လို့ရိုက်ထားခြင်းဖြစ်ကြောင့်ခွန်ပိုင်းနိုင်လာမလားခွန်ပရိတ်လာတဲ့ဆိုဖော်မူလာရှိတယ်ခွန်ပိုင်းနိုင်လာခွန်ပရိတ်လာမလားခွန်ပရိတ်လာမယ်ဆိုဖော်မူလာထဲမှာခွန်ကလည်းသူ့ပတ်တိလမ်းကြောင်းရှိပြီးသားမလို့ကျွန်တော်ပြောထားတာဖြစ်သလိုခွန်ပရိတ်ဆိုရင်နှစ်ခွန်ကား3ညထဲမှာ3ညခွန်နဲ့2 5ဆိုတဲ့ကနန်းမျိုးတွေရှိတယ်အဲ့ဒီအထဲမှာမှ2 5နဲ့3ညခွန်လောလောဆယ်အချိန်လေးတစ်ခုမှမွေးထိုးတင်တယ်လို့ကျွန်တော်အကြံဉာဏ်ပေးခြင်းနဲ့ခွန်ထိတ်ထွက်ရင်သူ့နောက်မှာ3ည2 3 5ဆိုတဲ့အခွေလိုက်တဲ့ formula လည်းရှိတယ်ဒါဆိုရင်25တွေပါတွေကပြန်ပြီးပုံပြန်တူတယ်20ဆိုတဲ့ကဏ္ဍမျိုးထွက်မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ခွန်လေးကို4 9နှစ်အကက်